တာမောင်ကောင်းထောက်တော့နေမြင့်နေပြီအမေဈေးသွားပြီးထမင်းဟင်းချက်ပြီးရင်ရွာเจ้าကဖုံဖုံတွေကိုအမေတို့ဆွမ်းလောင်းကြမယ်ပြီးရင်အမေကတားဖေစီလဲတဲကိုထမင်းသွားဖို့မလို့တားကအိမ်မှာကောင်းကောင်းနေခဲ့နော်တားလေးဒီလိုနဲ့မောင်ကောင်းကအိယာတဲကချက်ချင်းမထသေးပဲသူ့ရဲ့အချစ်တော်ကြောင်လေးနဲ့အိတ်ချင်မူတူစော်ကစားနေခဲ့ပါတယ်ခဏအကြာမှာမောင်ကောင်းအမေဈေးလပြန်ရောက်လာတော့မောင်ကောင်းလည်းအဆူခံအောင်မှကြောက်ပြီးမျက်နာမြန်မြန်ထွားတဲ့နေပါတယ်မောင်ကောင်းအမေကသမင်းဟင်းချက်ပြုတ်ပြီးရွာဦးเจ้าကဖုံဖုံတွေကိုစွမ်းလောင်းကုသိုလ်ယူကမောင်ကောင်းကိုမာစရာရှိတာမှာပြီးလေထဲသမင်းသွားပို့လိုက်ပါတယ်ကျမ်းမာချမ်းသာကြပါစေတားလေးအမေလည်းတဲ့သွားပြီးထမင်းသွားဖို့မလို့အိမ်မှာလင်းလီမာမာနေခဲ့နော်အဝေးကြီးတွေသွားမစော့နဲ့ထိခိုက်အောင်လည်းဘာမှမလုပ်နဲ့နော်အမေသားလေးကလေးမာပါတယ်ငါမင်းမောင်ကောင်အမေစကားကိုတေချာနားထောင်နော်အဖိုးလည်းဟိုဘက်ရွာအလူသွားเสียရှိတယ်အိမ်မကိုဂယူးဒီဇိုင်းနဲ့လိမ့်လိမ့်မမနေခဲ့နော်ငါမီးကစိတ်ထားကောင်းတဲ့ကလေးလေးပါခဏအကြာမောင်ကောင်းကကလေးတွေရဲ့သဘာဝအတိုင်းအိမ်ထဲမှာနေရတာပြင်းလာကြောင်းအပြင်ကိုသွားဆော့ဖို့ဆုံးဖြတ်လိုက်ပြီးထွက်လာခဲ့လိုက်တယ်။ရွာထဲမှာဆော့နေရင်ထက်ပြီးငီးငွဲ့လာကြောင်းရွာအပြင်ကတောဆာနာလီရောက်လာခဲ့ကသူ့ရဲ့စူးစမ်းလိုစိတ်ကြောင့်လမ်းလျှောက်ကြည့်နေရင်တဖြည်းဖြည်းတောနတ်သေးထီရောက်မှန်းမထီရောက်လာခဲ့တယ်ဗျာ။သူတတိရတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါသည်။သူပြန်လန်းကိုလိုက်ရှာနေတော့မှပဲတိုးဝက်ကြီးတကောင်းကရန်လိုသေးစိတ်နဲ့သူ့နောက်ပြေးလိုက်ခဲ့ပါတယ်။မောင်ကောင်းကလည်းကြောက်လန့်တကြားခြေဥပဒရပြေးနေရင်မောပန်းလာတာကြောင့်ဒီတိုင်းဆက်ပြေးနေရင်မလွတ်မှန်းသိလိုက်တယ်။အဲ့ဒါကြောင့်နီးစပ်ရာတစ်ပင်ကြီးတပင်ပေါ်ကိုသူပြေးတက်ခဲ့တယ်ဗျာ။တစ်ပင်ပေါ်မှာအချင်းဘလောက်ကြားသွားမှမသိကြားသွားခဲ့တယ်။ပြီးတော့တောဝက်ကြီးကလည်းသူ့နေရာသူပြန်ထွက်သွားခဲ့တာကြောင့်မောင်ကောင်းလည်းတစ်ပင်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။သူအောက်ရောက်တဲ့အချိန်ညနေစောင်းနေပါပြီ။တောနက်ခေထစ်တာကြောင့်အပြင်ကထပ်ပိုးပြီးမှန်လာပါတယ်။အဲ့ဒါနဲ့မောင်ကောင်းလည်းအိမ်ပြန်လန်းကိုလိုက်ရှာနေရင်ဒီနေရာအရောက်မှာတော့တောလေးမကောင်းဆိုးဝါးကြီးတကောင်နဲ့ရုတ်တရက်တွေးလိုက်ရပြီးလန့်ပြီးလဲကျသွားပါတယ်။သူတတိပြန်ရတဲ့အချိန်မှာတော့မကောင်းဆိုးဝါးကြီးလက်ချေကလွတ်ဖို့ထပြေးရပြန်ပါတယ်။ဒီလိုနဲ့ကလေးခွန်ဟာလာနေကကြောင့်သူမောပန်းလာပြီးဆက်မပြေးလိုက်တော့ဘူး။မကောင်းဆိုးဝါးကြီးကိုငိုယိုတောင်းမှနေပေမဲ့မကောင်းဆိုးဝါးကြီးကစားခြင်းတောက်ခြင်းစိတ်တွေနဲ့ကြည်နေပြီးဗဆက်ကလည်းတားရည်တွေထွက်ကြလာနေခဲ့ပါတယ်။ထိုအခါမောင်ကောင်းငိုယိုနေပြီးမကောင်းဆိုးဝါးကြီးကခုံအုပ်ခါနီးမှာတခုခုဖြစ်သွားခဲ့တယ်ဗျာ။အဲ့ဒါကတော့တောဆောင်နတ်တစ်ပါးကရုတ်တရက်ရောက်လာပြီးမောင်ကောင်းကိုကယ်လိုက်ပါတယ်။တောဆောင်နတ်ဟာသူ့စွမ်းနဲ့မကောင်းဆိုးဝါးကြီးကိုတိုက်ခိုက်လိုက်ကြကြောင်းတောဆောင်နတ်ကိုမနိုင်မှန်းသိတဲ့အခါခက်ပြေးသွားပါတယ်။ပြီးတော့တောဆောင်နတ်ကြီးကမောင်ကောင်းကိုတောထဲမှာကလေးတစ်ယောက်အတွက်အန်ဒရယ်များလာကြောင်းသူ့နန်းတော်ကိုခေါ်သွားခဲ့လိုက်ပါတယ်။သူ့နန်းဆောင်မှာမောင်ကောင်းကကလေးဆိုတော့ထူးဆန်းတာတွေလိုက်ကြည့်ရင်ပျော်ရွှင်နေခဲ့ပါတယ်။တကယ်တော့မနက်ကမောင်ကောင်းပြုတ်ရဲ့ကုသိုလ်ကောင်းမှုကြောင့်မောင်ကောင်းရဲ့ကိုဆောင်နတ်တွေကတောဆောင်နတ်ကြီးကိုအကူအညီသွားတောင်းကြလို့တောဆောင်နတ်ကကယ်တင်လိုက်တာပဲချက်ပါတယ်။ထိုအချိန်မောင်ကောင်းရဲ့မိဘတွေနဲ့ကွာသူရွာသားတွေကကလေးကိုအယမ်းစိတ်ပူကလိုက်ရှာနေကြပါတယ်။ရွာထဲမှာမတွေ့ကြကြောင်းတောထဲမှာရှာဖို့ဆုံးဖြတ်လိုက်ကြတယ်ဗျာ။ထိုအခါတောထဲမှာဝင်ခင်တောဆောင်နတ်ကိုတိုင်တီကလေးကိုဘေးကင်းစွာပြန်တွေ့ဖို့ဆူတောင်းလိုက်ကြပြီးညမောင်လာပြီးဖြစ်တာကြောင့်ဒန်မီကိုစီကိုက်ကတောထဲလိုက်ရှာခဲ့ကြပါတယ်။ခဏအကြာမှာတော့တစ်ပင်ကြီးအောက်မှာအိတ်ပျော်နေတဲ့မောင်ကောင်းကိုတွေးလိုက်ကြပြီးကလေးကိုချီကရွာတော့ပြန်လာခဲ့ကြတယ်ဗျာ။အိမ်ဟောက်တော့မောင်ကောင်းကဖြစ်ကြောက်အကုန်ပြောပြလိုက်ကတူတော်ကောင်းကိုနက်ကောင်းစောင့်ရှောက်တာပဲလို့ဆိုကြပြီးအဲ့ဒီနေ့ကစကောင်းမှုကုသိုလ်များပြုလုပ်ပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်ဗျာ။ဟုတ်ကဲ့ဒီဇလန်းလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဇလန်းလေးတွေအတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါနော်။ကျေးဇူးတင်ပါတယ်ဗျာ။